ကိုယ့်ရဲ့ dream life ပေါ့နော်ကိုဘယ်လိုလူတွေနဲ့အလုပ်လုပ်ချင်တာလဲဘယ်လိုဘဝမှာနေချင်တာလဲဆိုပြီးတော့ပြန်မေးကြည့်ပါပြည်လေးစာရီအများကြီးလို့ဖြစ်တယ်တင်းတဲ့နေဆိုရင်အဆုံးလိုက်တတ်တယ်ပေါ့နော်ဟိုကိုယ့်အတွက်ကောင်းတာကိုတိုးတက်စေမယ်လို့ထင်တဲ့ဟာအရာမှန်သမျှအကုန်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုယ့်ကိုအမွှန်းတင်နေရတော့မဟုတ်ပါဘူးကိုပြောချင်တာလေးတစ်ခုရှိလို့ပါအဲ့တော့ပေါ့နော်ကိုယ်နားပန်းဝန်းကျင်မှာနေရဲပေါ့နော်ကိုယ်နဲ့ energy တိတ်မကိုက်တဲ့သူတွေရီမဲရက်မတူတဲ့သူတွေကကိုယ်ကိုမြင်လို့ရှိရင်အံ့ဩကြအောင်နော်စူးစမ်းကြတယ်တချို့ကလည်းသူကပြင်းစရာကြီးပါဆိုပြီးတော့ထင်သွားတဲ့ကြရဲပေါ့နော်အဲ့တော့လေကိုယ့်လည်းပြန်မေးမိရဲ့တိလားငါဘာလို့ဒီလောက်စူးစမ်းနေရလဲငါ့ကိုဘယ်သူမှလည်းမခိုင်းမင်းနဲ့ဘယ်သူမှလည်းလုပ်ပါလို့မပြောဘင်းနဲ့လုပ်နေမိရတာလေဟိုဒီဗီဒီယိုကြည့်နေတဲ့သူရောဘယ်လိုထင်လဲပြီးတော့လေ spirit ဘဝမှာအဲ့လိုမျိုးအမြဲစူးစမ်းနေရဲဆိုတာတဲ့ခဏလောက်ရက်ပြီးတော့ကိုယ့်ကို self reflection ဝင်တင်တယ်ပေါ့နော်ကိုယ့်ကိုပြန်မေးတင်တယ်လို့ထင်တယ်မဟုတ်လို့ရှိရင်ရေရှည်မှာဆိုရင်ဘန်တော့လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်အသက်အရွယ်အရာကိုယ့်ကို reflection လုပ်မိတာအဓိကdrive ရှိနေရပါတော့ကိုကိုတွန်းအားပေးနေရတခုခုရှိနေရလို့ခံစားရရဲအဲ့တော့ speed အမြဲတမ်းပေါ့ကိုရဲ့ dream life ကိုဘယ်လိုလူတွေနဲ့အလုပ်လုပ်ချင်တာလဲဘယ်လိုဘဝမှာနေချင်တာလဲဆိုပြီးတော့အမြဲပြန်မေးဖြစ်တယ်ချရေးဖြစ်တယ်မြင်အောင်ကြည့်ဖြစ်တယ်အဲ့ဒီအရာအကြောင်းလို့ပဲလို့ထင်တယ်အဲ့တော့ပေါ့နော်ကိုလိုလုပ်နေတဲ့အရာတွေကလေငါတနေ့ဒီအနေအရာကိုရောက်ရမှာပဲဆိုရင်အတိနေပေါ့နော်လုပ်နေတဲ့အခါကျတော့ပို့ပြီးတော့လည်းအတိတ်ပဲရှိလာရဲ့တိတ်ပြီးတော့ပြင်းတာမျိုးဘာမျိုးမဖြစ်တော့ဘူးပြီးတော့စ조사နေတဲ့ဟာရောပေါ့နော်ကိုယ့်တာဝန်တစ်ခုလိုမျိုးဖြစ်လာတဲ့သဘောမျိုးဖြစ်လာရဲ့အခါကျတော့ပို့အလုပ်ပြီးလာတာမျိုးရှိတယ်နောက်တစ်ခုကကျတော့အမှန်တိုင်းဝန်ခံရရင် fear of missing out ပေါ့နော် FOMO ကိုကြောင်းလို့ထင်တယ်သူများရဲ့အထက်နောက်ကျကြမ်းခဲ့မှာကြောက်တာပေါ့နော်ခုခေတ်တိုးတက်နေတဲ့အရာကြီးကအမြင်ဆန်လုံးနေတယ်ဒါပေမဲ့ငါကတော့အကြံငယ်အဲ့လိုမျိုးအတွေးတွေလည်းဝင်ပြစ်တယ်ပေါ့နော်ဒါကမကောင်းလဲမကောင်းကောင်းလဲကောင်းလဲပေါ့နော်အဲ့တော့ကောင်းတာကကျတော့ကိုယ့်အတွက်ပို့ပြီးတော့စူးစမ်းဖြစ်တယ်မကောင်းတာကကျတော့ကိုယ့်ကိုပို့ပြီးတော့ stress ဖြစ်စေရပေါ့နော်ပြီးတော့အမြင်လိုက်ရှင်နေရတာမျိုးဖြစ်တဲ့အခါကျတော့ပင်ပန်းစီရပေါ့နော်အဲ့တော့ဒါတော့မကောင်းပေါ့နော်ဒါတော့ဒုတိယချက်နောက်တစ်ခုကကျတော့လေအကျင့်ဖြစ်သွားတာသိလားအကျင့်ပါသွားတာပေါ့နော်အဲ့တော့ကြားဘူးတာတစ်ခုอ่ะပေါ့နော်ဟိုမကောင်းတဲ့အရာကလည်းအကျင့်ဖြစ်နိုင်တယ်လို့ကောင်းတဲ့အရာကလည်းအကျင့်ဖြစ်နိုင်တယ်အဲ့တော့ဟို spirit ပေါ့နော်ဥမာကောင်းတဲ့ဒီနေ့ဒီချိန်မှာဒီအလုပ်ကိုလုပ်ရမယ်ဆိုလို့ရှိရင်လေနောက်ရက်တွေလည်းဆက်ပြီးတော့လုပ်ရှင်နေရမျိုးကြီးရှိရပေါ့နော်ဥမာဂျင်းကိုကိုကသွားလာတစ်နှစ်လောက်ရှိပြီဒါဆိုလို့ရှိရင်အဲ့တစ်နှစ်လောက်ပြီးရဲ့အခါကျမှရက်လိုက်တာမျိုးဆိုကိုကဟိုနေမထိထိုင်မသားပေါ့နော်အဲ့လိုမျိုးဖြစ်တယ်တခုလိုနေသူလိုခံစားရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပဲကိုခုလုံနေတဲ့အရာကြီးကလေအချင်းပါသွားတာပေါ့နော်အဲ့တော့တက်ကြီးလို့စူးစမ်းနေရမျိုးမဟုတ်ဘူးကိုအတွက်ခါကျတော့တာမန်ပဲပေါ့နော်ဟိုဒီအလုပ်လုပ်လို့ရှိရင်အချင်းဖြစ်နေတော့အတွက်နောက်ရက်တွေလေဒါလှုပ်ချင်နေရဟာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဟိုအချင်းကောင်တစ်ခုလဲဆွဲမြအောင်လုပ်ပါဆိုပြီးတော့လေဒီနေရာမှာပြောချင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပေါ့နော် reflection လုပ်ကြည့်တဲ့အခါကျတော့လေကိုလုံးနေတဲ့အရာတွေကပို့ပြီးတော့လေတန်ဖိုးရှိလာရေပေါ့နော်သူများကြီးဘာပြောလဲကိုတိတ်ပြီးတော့ဂယုမဆိုင်ဖြစ်တော့ဘူးအဲ့တော့ပြောချင်တာဒီဗီဒီယိုကြည့်နေတဲ့သူရောဘာလို့စူးစမ်းနေရလဲပေါ့နော်အခုလောက်ထိစူးစမ်းနေရလဲဆိုပြီးတော့ကိုယ့်ကိုပြန်မေးကြည့်ပါချရေးကြည့်ပါပေါ့နော်အနည်းဆုံးတော့လမ်းပြောက်တော့မှမဟုတ်ပါဘူးအဲ့တော့စာရေးချရေးနဲ့ journal လောက်တာပေါ့နော်ကိုเจ้าကိုသိအောင်လုပ်ပါဆိုပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye thank you for watching